အားလုံးပဲမင်္ဂလာပါတက်ကနိုဘာ model လဲတော့မသိဘူးပေါ့နော်မှန်တက်နေပေါ့သူကကျွန်တော်တို့ကမှန်တက်ကိုသူတို့ကမပေါ်ဘူးဆိုလို့လာအပ်တဲ့ဖုန်းလေးနော်ကျွန်တော်ကပါဝါလေးချက်ဖွင့်ကြည့်မယ်ပေါ့ကျွန်တော်ဒီနေရာမှာတက်ကနိုဆိုပြီးမမိန်လေးတွေ့ရတာတွေ့ရနော်ဘာလိုက်ပြောင်းနေရပေါ့โอเคအဲ့တော့ကျွန်တော်ကအလင်းပြောင်းနေတာပေါ့နော်ကျွန်တော်အလင်းပြောင်းနေတာဆိုတော့အလင်းသူ့ကိုပြန်ထွက်အောင်လုပ်ပေးရမယ်အဲ့တော့ကျွန်တော်တို့က error ကိုတစ်ချက်ရှာကြည့်မယ်မဆိုင်တာလေးကင်မရာဒီလေးတွေပါလေးဖြုတ်ပလိုက်သူကအလင်းပြောင်းနေတာပေါ့နော်ကျွန်တော်က LCD socket ကိုကြည့်မယ်ဆိုရင်သိနိုင်တာပေါ့ဒီတိုင်း scale လေးတိုင်းပြီးတော့စစ်ကြည့်မယ်သူရဲ့ high voltage ထွက်ရမယ့်လမ်းကြောင်းပေါ့နော်ဒီနေရာမှာတော့မသိနိုင်ဘူး high voltage ထွက်မယ့်လမ်းကြောင်းဘယ်လမ်းကြောင်းလဲမသိနိုင်ဘူးအဲ့တော့ကျွန်တော် high voltage ထွက်တဲ့လမ်းကြောင်းသိဖို့ဆိုရင်ကျွန်တော် battery တက်ထားပြီး post scale တိုင်းမှာပဲရတော့မယ်နော် okay ကျွန်တော်ကြည့်မယ်မတွေ့ဘူးနော်ဟုတ်ပြီဒီမှာနော်4 volt လောက်ရှိတဲ့လမ်းကြောင်းတွေ့ပြီပထမဦးဆုံးလမ်းကြောင်းဒါဆိုရင်ဟုတ်ပြီဘက်လိုက်ကသူကဘက်လိုက်ကလမ်းကြောင်းအဖြစ်တော့ကောင်းသွားပြီနော်ဘက်လိုက်လမ်းကြောင်းကကောင်းတယ်ဘက်လိုက်ထွက်ရမယ်လမ်းကြောင်းပေါ့နော်နှစ်ကြောင်းပေးထားရယ်နော် LED A ကိုနှစ်ကြောင်းဟုတ်ပြီအဲ့တော့အခုကစစ်တာလမ်းကြောင်းစစ်တာလမ်းကြောင်းကောင်းတယ်လမ်းကြောင်းကောင်းပြီဆိုရင်သူက IC တို့ component တို့ကိုကျွန်တော်ထပ်စစ်ကြမယ်အဲ့တော့ဒီဘက်လိုက်ပိုင်းဒီဘယ်ဘက်မှာပါနိုင်လဲဆိုတော့ဒီဘက်မှာတော့ဖြစ်နိုင်ဘူးတင်တယ်ဒီအုပ်စုထဲမှာရှိနေတာလေနော်ကျွန်တော်တန်ဖိုးကိုလက်ကမှာဖြစ်ပါတယ်အဲ့တော့ဘက်လိုက်ပိုင်းကဒီမှာနော်ဘက်လိုက်အုပ်စုအဲ့တော့ကျွန်တော်ဒီဘက်လိုက်အုပ်စုကိုပြင်ရမှာနော်အခုကဘာကြောင့်မှမသိဘူးသူ high ဖို့မထွက်ဘူးတက်နေတာအဲ့တော့ခဏအေးခံပြီးရင်မီတာတိုင်းကြည့်မယ်ဘက်လိုက်ထွက်ကမဲ့ဘိုးကတော့ကြောင်းနေပြီနော်စမ်းမိုင်ဘိုးဘာဘိုးလဲဆိုတော့ဒုတိယလမ်းကြောင်းဘိုးနော်2.7နဲ့ 4.2 ပေါ့နော်အဲ့တော့ကျွန်တော်မီတာလေးတိုင်းကြည့်အောင်ဒီခေါက်တော့ down scale မှာထားမယ်ကြားထားdown scale မှာထားမယ်တိုင်းမယ်အရင်ဆုံးကျွန်တော်တို့က rectifier တိုင်းအုပ်ကိုတိုင်းကြည့်အောင်ဒီဘက်မှာဗာပြနေ400ကျော်300ကျော်ဒီဘက်မှာ200ကျော်ဟုတ်ပြီဒါ rectifier တိုင်းအုပ်တိုင်းတယ်ပြီးတော့ရင်ဒါပါလဲဘာကွိုင်းလဲကွိုင်းထဲမှာ booster ကွိုင်းတိုင်းကြည့်တယ်နော်ပြီးရင် booster ကွိုင်းကိုကျွန်တော်ထပ်စစ်ကြည့်လိုက်မယ်ကောင်းတယ်ပြီးတော့ရင်ဒီမှာဘက်လိုက်ပါလဲ IC နော်အဲ့တော့ကျွန်တော်တို့ကတောင်းရဲ့တစ်ဖက်ချက်စီလဲကောင်းတယ်ဆိုရင်ဟုတ်ပြီကောင်းတယ်အဲ့ဘက်လိုက် IC ကိုကျွန်တော်တိုင်းကြည့်မယ် ground open လို့ ground ဟုတ်ပြီပြီးတော့ရင်200ကျော်
400ကျော်200ကျော်နော်ဘာလို့ကြောဘာလို့ဒါ ground မဟုတ်သေးလားကတ်တုတ်သေးလားကတ်တုတ်လမ်းကြောင်းနော်မှန်တယ်နော်ဘာလိုက်အုပ်စုမှာလဲမှန်တယ်ဆိုကျွန်တော်နောက်တစ်ခါတော့ထပ်စမ်းကြည့်အောင်နော်နောက်မှာ short တစ်ခုရှိနေနော်အဲ့တော့ကျွန်တော်ဒီ short ကိုပြမယ်နော် short ရှိတယ်ဗျာပြန်ကြည့်အောင်ဟိုဒီတက်လိုက်ပြီနှိုးပြီအဲ့နောက်မှာ short ရှိနေတယ်အော်ဒိုင်ဟုတ်နော်ဒိုင်မှာပါဒိုင်ဟုတ်လေဘာလိုက်ဒိုင်ဟုတ်လေဘာလိုက်ဒိုင်ဟုတ်ဆိုတော့ဘာဒိုင်ဟုတ်လေဘာလိုက်ဒိုင်ဟုတ်ဆိုတော့ဘာဒိုင်ဟုတ်လေအော်ဒိုင်ဟုတ်လောင်တာဒိုင်ဟုတ်ကဘာလို့လောင်ရတာလဲဆိုတော့ဒိုင်ဟုတ်ကမကောင်းချင်တော့နော်ဒိုင်ဟုတ်ကိုဘယ်လိုစစ်လဲဆိုတာစစ်ပြရမယ်နော်ကြည့်ကြည့်အောင်ဒိုင်ဟုတ်ကိုကောင်းမကောင်းဘယ်လိုစစ်လဲဆိုတော့ကျွန်တော်စစ်ပြရမယ်ဒီဒိုင်ဟုတ်ကောင်းသေးလားမကောင်းသေးလားဒိုင်ဟုတ်စစ်မှာဆိုတော့ဘယ်မှာထားလဲဒိုင်ဟုတ် scale မှာထားနော်ဟိုဘက်နဲ့ဒီဘက်နဲ့ထောက်ပြီးတိုင်းလိုက်မယ်ဘယ်လောက်လဲသိန်းကနန်းပြရတယ်ဟုတ်ပြီဒီဘက်ပြလားသိန်းကနန်းပြရင်ပါလဲပြတ်နေပြီနော်ဒီဒိုင်ဟုတ်ဒီပြတ်နေပြီနော်ဟိုပန်ဖြစ်သွားတာမဟုတ်ပြတ်သွားတာတစ်ဖက်ပဲပြရမယ်လေဟုတ်တယ်မလားနော်အဲ့တော့ကျွန်တော်ဘက်လိုက်တိုင်းကိုလေးတစ်လုံးလောက်ရှာပြီး channel 3နဲ့ပြင်တော့ဒီကလေးလောက်ပါအားရပြင်းရတယ်မနေ့ကထားရတယ်ရဟွာလေရဒီဘက်လိုက်တိုင်းကိုကျွန်တော်သိရတစ်ချက်ကြည့်အောင်အရစ်ကိုကြည့်အောင်စိတ်ရရတကယ်တော့မကြည့်လဲရပြန်စဉ်းစားရမှာဆိုလို့ဟမ်စိတ်ရရစိတ်ရရဒီလိုမျိုးပုံမှန်ဒီမှာပြန်လာတယ်ဒီမှာဒါဖလိုက်ပိုင်းမှာပါတဲ့ rectifier ဒိုင်အောင်လေးပါနော်ဖြုတ်လိုက်ပြီဟောဒီကဒိုင်အောင်ကိုဘယ်လိုစစ်လဲဆိုတာခုနကကျွန်တော်ပြရတယ်နော်ဒိုင်အောင်စစ်တဲ့နီးပါပဲနော်ပေးဒီဘက်မှာရှိတဲ့ rectifier ဒိုင်အောင်တစ်လုံးစားထိုးမယ်ဒီမှာနော်သူ့ဒိုင်အောင်ကလည်းတော့ကြီးရဒါမှရတယ်ဟောတော့ဒီမှာရှိတဲ့ rectifier ဒိုင်အောင်တစ်လုံးကိုဆောက်ထည့်လိုက်ရပြီနော်ဒီတော့
ပြန်လုံးပြန်ကျွန်တော်ဒီတော့ဟုတ်တယ်ဖြတ်ဖြတ်ပြမယ် ကျွန်တော်တို့ပြန်တိုင်းကြည့်အောင်ဒါကခုနဖြုတ်လိုက်တဲ့ဒိုင်ဟုတ်အခုဒိုင်ဟုတ်အစ်စ်လဲလိုက်ပြီအဲ့တော့ဒိုင်ဟုတ်အစ်စ်ရဲ့ဟောကျွန်တော်မီတာမှာပြန်တိုင်းကြည့်မယ်အဲ့ဒိုင်ဟုတ်ကနှစ်ဖက်ကူးတိုင်းကြည့်မှာဗျာသင်္ကန်းပြရတယ်နောက်တစ်ခါကိုကြည့်ကြည့်မယ်ပြလား ပြောင်း ဒါဆိုကောင်းလားမကောင်းလားကောင်းတယ်ဒါပဲเนาะအဲ့ဆိုကောင်းပြီလားကျွန်တော်ပြင်တာကောင်းပြီလားဟင်ဆရာပြင်တာကောင်းတော့ပြီလားလို့တပည့်ကြီး ကောင်းတော့ ဒီမှာတန်ရှင်းလောက်မယ်เนาะဟေး ဟိုမှာစောင်းမယ်ဒါလည်းပါစားကြည့် ဘာစားချင်လို့စားချင်လို့စားတော့စားချင်တယ်တခုခုတော့ ဟုတ်ပြီ ခဏလေးကွာဒါလေးပြီးအောင်ဒီဗီဒီယိုလေးပြီးအောင်ရိုက်လိုက် ပြန်ရုံကြည့်အဲ့ဒါကိုတို့လေးတော့ အောင်ကျွန်တော်တို့ပါဝါနှုတ်ကြည့်မယ်အခုကဘက်လိုက်ပိုင်းကိုပြင်လိုက်တာเนาะ ခဏလေးစောင့်နည်းစရာဒီမှာပြီးဒိုင်ကိုလဲလိုက်ချော့တွေ့တော့ ဟောပြီးသွားပါပြီ ဒိုင်ကိုတော့ အဲ့ပဲပြီးသွားရင်တန်ရှင်းလောက်လိုက်တော့เนาะဒီနားမှာတန်ရှင်းကိုဘယ်လိုလုပ်မလဲဆိုတော့ ဟေးအဲ့ဒီလုံးနဲ့ကျွန်တော်လုံးပြီးကြတော့နော် လိုက် ဒိုင်ဟုတ်ပြတ်တာเนาะဒိုင်ဟုတ်ပြတ်တာကို ဟုတ်ပါဘူး အဓိကဒိုင်ဟုတ် ဒီပါဒီအားနဲ့ဒါကိုစစ်လာမယ်ဆိုတော့ ဒိုင်ဟုတ်ကပြတ်တာဟုတ်တယ်ခုနကလို short နဲ့ရှာလိုက်ရင်တော့ဒိုင်ဟုတ်ကိုလဲရမယ်ဆိုတော့တန်းသိတယ်ဒါပေမဲ့ဒိုင်ဟုတ်ပြတ်တယ်မပြတ်ဘူးဘယ်လိုစစ်လဲမီတာနဲ့ဘယ်လိုစစ်လဲဒါကိုပြောဒါအခုကလဲလိုက်ရဒီဒိုင်ဟုတ်လေးဒါပဲ ပထမတိုင်အောင်မှာတော့ကျွန်တော်ကြည့်လိုက်တော့ဥပ္ပန်